သူ့ဝနာရှမ်းဆိုတဲ့တခြင်းလေးနဲ့ပုံပြပါမယ်ဟုတ်
ကြုံရတာအကြောင်းတော့ကုန်းစင်သေးချာဒီပါယာမင်းကမယွင်မဲရှောက်ရတာအဲ့ဒီခါမှာမယာသစ္စာကိုပြုတာအလားတော်မဝေဒနာကေခွာရှင်းလင်းပါဝေဒနာလင်းစွာမကြရွှေအိုးထမ်းရာမြင်စမ်းမြင်သာတောင်းစုပန်တဲ့ခါစုံကြီးသွားအကုန်ပြေး